Hello အားလုံးပဲမင်္ဂလာနှစ်သက်ပါဒီနေ့မှာတော့ color separation သင်ခန်းစာတစ်ခုကိုကျွန်တော်မျှဝေပေးပါမယ်ဗျအဲ့ဒါကတော့ဒီလို gradient ပုံမှာ grayscale ပုံတွေပေါ့ဗျာအဲ့လို grayscale ပုံတွေဘယ်လိုမျိုး color ခွဲရတယ်အဓိကပြောမှဆိုတော့ CI ဘူးတဲ့ဘယ်လိုပြင်ဆင်ရလဲပေါ့ sequence အတွက်ပေါ့ဗျာဘယ်လိုပြင်ဆင်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြပြပေးပါမယ်ဗျအဖြေကိုကြိုပြောရမယ်ဆိုတော့ဒီမျိုးပေါ့ဒါဆိုရင်ဒါကတော့customer ပုံပေါ့ဗျာဒါတော့ကျွန်တော်တို့ grayscale ပုံအဖြူငွဲပုံပါဗျာနော်ဒါကတော့ CI ထွက်လာတဲ့ result ပုံဒါတော့ 1C တော့ဒါတော့ simulated grayscale ပုံပါဗျာဒါဆိုရင် result တွေမတူဘူးနော်ဒီလို 1C တော့ပုံနဲ့ဒီလို 3C grayscale ပုံနဲ့အဲ့လိုမျိုးကြီးဖြစ်လာအောင်ဘယ်လိုဖန်တီးရလဲပြောမယ်ဆိုရင်ဒီလိုမျိုးပုံ CI မယ်ဆိုရင်ကျွန်တော်ကဒီလို hard tone dot တွေပြောင်းပြရတယ်ဒါကတော့ U-turn 1C တော့ပုံဒါပို့ပြီးတော့ကောင်းမွန်တဲ့ grayscale 3C ပုံပါဗျာအဲ့လိုပုံလေးဖြစ်လာအောင်ဘယ်လိုမျိုး color ခွဲရလဲဆိုတော့ကျွန်တော်မျှောက်ပြပါမယ်အဲ့တော့အစကြည့်လိုက်အောင်အဲ့တော့အရင်ဆုံးကျွန်တော်က new file စခေါ်ဖို့လိုတယ်ဗျ new file စခေါ်မယ်ကျွန်တော်ကအခုlegal ပုံနဲ့ legal site နဲ့စီးရမယ်ပေါ့ဗျာအဲ့တော့ legal site ခေါ်လိုက်မယ်အဲ့ကျွန်တော်ဒီမှာ Raymond လို့ပဲနာမည်ပေးထားတယ်နော်အဲ့တော့ကျွန်တော်တို့ရိုင်းမဲ့ပုံကိုကျွန်တော်ကဆွဲထည့်မယ်နော်ဒီပုံစီးရမယ်ပုံကအကွက်တီဖြစ်နေလို့ကျွန်တော်ကနည်းနည်းတီးလိုက်မယ်စက်ကူနဲ့ပုံနဲ့ကွက်တီဖြစ်လို့မရဘူးနော်ရပြီအဲ့တော့ကျွန်တော်ပုံလို့ကျွန်တော်ကပြင်ပြီးပါအဲ့တော့တခုရှိတာအခုကျွန်တော်တို့စဉ်းစားမှာကိုက CI တဲ့ခါမှာအင်ကြီးအနက်မှာ CI မှာလားအင်ကြီးဖြူမှာ CI မှာလားအဲ့ဒါကိုကျွန်တော်ကအကွဲပြသိလို့တယ်အဲ့တော့ကျွန်တော်ကအခုဆိုကျွန်တော်အင်ကြီးအနက်မှာ CI ရောအင်ကြီးအနက်မှာ CI မယ်ဆိုရင် background အနှက်ထားလိုက်မယ်ဒါဆိုရင်စလုပ်လို့ရတယ်အဲ့တော့ဒီပုံလေးကိုကျွန်တော်စပြီးတော့ color ခွဲမယ်ဘယ်လိုခွဲမလဲဆိုတော့ဟို image mode ဒီပုံစံတော့မှာနော် image mode grayscale ပြောင်းမယ် flatten discardပြီးပြီဆိုရင်ကျွန်တော်ထပ်တုံးစပြောင်း image mode hat bitmap resolution 300ပဲထားမယ်frequency က40 angle 2.5 shape က round ပေါ့နော်အဲ့ဆိုရင်ဒါဆိုရင် dot ပြောင်းသွားပြီအဲ့တော့ dot ပြောင်းသွားနော်တွေ့ရနော်ဒါကမူရင်းပုံနော်ဒီမူရင်းပုံကိုကျွန်တော်ကဒီလိုမျိုးdot ချိန်လိုက်တာဒါဆိုရင်ဒါ CI လို့အတွက်ပြင်ဆင်ပြီးသွားပြီပေါ့ဒါပေမဲ့တခုရှိတာကျွန်တော်တို့ CI ဖို့အတွက်ဆိုရင်ဟိုပုံကူးဖို့အတွက်အရင်ဆုံးစလုပ်ကအပုံကူးအတွက်ဆိုရင်ကျွန်တော်တို့ရဲ့ဟိုပုံတွေကအနှံ့အောင်ဖြစ်ဖို့လိုတာဒီမှာကျတော့ကျွန်တော်တို့ CI ထားတာအဖြူအောင်ဖြစ်နေတယ်နော်ဒါအဖြူဖြစ်နေတာနော်အဲ့တော့ကျွန်တော်ကဘယ်လိုလုပ်အောင်ဆိုတော့အရင်ဆုံး background ဖြောက်မယ်ပဲဗျာနော် background ဖြောက်မယ်ဆိုရင်ဒါ grayscale ပြောင်းလိုက်မယ်လော်လေးကိုဖြုံမယ်ဒါ color range ကနေပြီးတော့ background ဖြောက်လိုက်မယ်နော်ထောက်လိုက်မယ်ဖြတ်လိုက်ပြီးပြီဆိုရင်ကျွန်တော်က layer တစ်ခုခေါ်လိုက်မယ်အဲ့ကောင်အနက်အောင်ဖြည့်လိုက်မယ်အဲ့ဆိုရင်ဒါခုနတိုင်းပါပဲနော်ဒီကောင်ကိုကျွန်တော်တို့ကအဖြူစေးရိုက်ထားတဲ့သဘောရအဖြူထည့်လိုက်လူပုံစံမျိုးအဲ့တော့ကျွန်တော်ကပြောရမယ်ဆိုရင်အင်ကြီးကအနံစေးရအဖြူပေါ့နော်အဲ့တော့ကိုကပုံကူးမယ်ဆိုရင်အင်ကြီးကsorry စာရွက်ကအဖြူဖြစ်ရမယ်စေးရအနက်ဖြစ်ရမယ်ဒီပုံစံမျိုးပါနော်အဲ့တော့ဒီပုံစံမျိုးကျွန်တော်ကပုံကူးမယ်ပြီးပြီခုနကကျွန်တော်ပြခဲ့တဲ့အတိုင်းစေးဖြူသွင်းမယ်ဆိုရင်ဒါဆိုရင် 1C တော့ပြီးသွားပြီအဲ့တော့ကျွန်တော်ပြောခဲ့သူပဲဒီ 1C တော့နဲ့ဒီ grayscale နဲ့ grayscale 3C နဲ့ဆိုရင်ဒီကောင်ပိုကောင်းတယ်ပေါ့ဗျအဲ့လိုဒီလိုမျိုး result ရအောင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ထပ်ပြီးပြပြပါမယ်အဲ့ဒါကတော့ simulated နည်းနဲ့ကျွန်တော်ပြပြပါမှာနော်အဲ့တော့ခုနကလိုပဲကျွန်တော် new file တစ်ခုထပ်ခေါ်မယ် control နဲ့ခေါ်လိုက်မယ်legal ကိုခေါ်လိုက်မယ်နော်အဲ့တော့ခုနတိုင်းမှာပုံဆွဲထည့်မယ်ဒါတော့ထုံးစံတိုင်းပါမယ်နော်ရပြီအင်ကြီးအနက်မို့လို့ background အနက်ထားမယ်ရပြီအဲ့ဆိုရင်အခုကကျွန်တော် software တစ်ခုကိုသုံးပြမှာ S software ကဘာလဲဆိုတော့ဒီမှာဒီ separation studio ဆိုတဲ့ software လေးပဲ S software လေးက तू ကဘယ်လိုလဲဆိုတော့ဒီ cell ကိုကျွန်တော်ကထည့်မယ်ဆိုရင် PSD file ထည့်လို့မရဘူးဆိုရင် Photoshop က PSD file ထည့်လို့မရဘူးဗျအဲ့တော့ဘာ format ထည့်ရလဲဆိုတော့ကျွန်တော် TIFF file ထည့်ပေးရဆိုရင်ဒီကောင်ကိုကျွန်တော်က CS နဲ့စီးလိုက်မယ်ဒီမှာ TIFF file နဲ့ကျွန်တော်အဲ့ဒါကိုကျွန်တော်နာမည်တစ်ခုပေးလိုက်မယ်နော် Raymond TIFF ပေါ့ဗျာနော်ဒါ Raymond TIFF file ဆိုတဲ့တတိပဲဖြစ်အောင်နော်ပေးလိုက်အဲ့ဆိုရင်ဒါ TIFF file ကျွန်တော်စေးပြီးသွားစေးပြီးသားဟာကိုကျွန်တော်ဒီမှာဒီ separation studio ထဲမှာကျွန်တော်တော့ဖွင့်မှာဒီမှာခုနကကျွန်တော်စေးတာ Raymond Reddit ဆိုကျွန်တော်စေးတာနော်ဒီမှာသူကလည်းဒီမှာနာမည်ပြ TIFF ဆိုပြီးတော့ပါရနော်အဲ့တော့ဖွင့်လိုက်မယ်
ဒါဆို तू ကပြောမယ်ဆိုရင် auto color ခွဲပြတဲ့သဘောပဲဗျာနော် color ဘယ်လိုလဲအခုကြည့်မယ်ဆိုရင်ဒီကောင်အဖြူမဲပုံဗျအဖြူမဲပုံဆိုတော့ကျွန်တော်ဟို white ပြပါမယ် gray ပါမယ် white တော့ပါမယ်ဒါတွေမပါဘူးလေမပါတဲ့ကြောင့်ကျွန်တော်ဖျက်ထုတ်လိုက်ရင်ရပြီနော်နော်အဲ့ဆိုတော့ကျွန်တော်ရှင်းမှပြောပြကျွန်တော်ကပုံကိုကျွန်တော်ခွဲတဲ့ခါမှာမြင်ရမယ့်ပုံစံနဲ့ကြည့်မယ်ဆိုဒီကောင် view f plane ဆိုကြည့်ရင်ရတယ်နော်ဒီလိုမျိုးပေါ့မှာတော့နော်အဲ့တော့3 layer ပေါ့နော်အဲ့ကောင်ကျွန်တော်ကစိတ်လိုက်မယ်ပြန်စိတ်လိုက်နော်ခုနကျွန်တော်စိတ်ခဲ့နေမှာစိတ်လိုက်ဒီကောင်ကကြတော့ EPS file ဖြစ်သွားအဲ့တော့ EPS ဆိုပြီးကျွန်တော်အတွေ့အကြုံပြန်စိတ်လိုက် finally ပြီးစိတ်လိုက်မယ်နော်အဲ့တော့ဒီမှာပြန်ဖွင့်မှာဒီမှာအဲ့လိုကျွန်တော်က Photoshop မှာပြန်ဖွင့်မယ်အဆင့်နေရာနဲ့များရယ်နော်ပြီးပြီဆိုရင်ကျွန်တော်ကဒီမှာ color ခွဲဖို့အတွက် channel ကိုသွားလိုက်မယ်ဒါဆိုခုနတွေ့ရတယ် white ရယ် gray ရယ်တော့ဒီမှာပြန်ကြည့်လိုက်ရဒီမှာဒီ3ခုကဒီခုန separation studio မှာအရာ3ခုကဒီမှာပြန်ဖွင့်တဲ့အခါမှာဒီမှာ channel ထဲမှာသွားပေါ်ရယ်နော် white ရယ် gray ရယ်တော့ဆိုပြန်ပေါ်အဲ့ဒါကိုကျွန်တော်က split ခွဲချမယ်ဒါဆိုရင်ကျွန်တော်ကဒီမှာ white ရယ် gray ရယ်တော့အဲ့တော့ဒီ3ခုကိုကျွန်တော်ဘယ်လိုမျိုးလုပ်မလဲဆိုတော့ရှေ့မှာပြောခဲ့တဲ့ 1C တော့အတိုင်းပဲကျွန်တော်က color ပြန်ခွဲမှာအဲ့တော့ image mode bitmap တိုင်းမယ်တိုင်းမယ်ထားမယ်ရပြီအဲ့ဆို dot ပြောင်းသွားပြီနော်ခုန dot ပြောင်းတယ်အခု dot ပြောင်းသွားအဲ့ပြီးပြီဆိုရင် grayscale ပြန်ပြောင်းမယ်ပြီးရင်ကျွန်တော် background ဖြောက်မှာနော်ဒီအခုဆို background ဖြူပါနေနော်အဲ့တော့ select color range ဖြူထောက်မယ် delete နဲ့ဖြတ်မယ်အဲ့တော့ဒါဆိုရင်ဒါ white ပြီအခုပုံက grayscale ပုံရင်ကျွန်တော် color ဖြည့်ချင်တာအတွက်ကျွန်တော်ကဒီမှာ image mode ထဲကနေပြီးတော့ RGB color ပြောင်းလိုက်မယ်ရပြီပြီးဆိုရင်ကျွန်တော်က layer တစ်ခုခေါ်လိုက်မယ်နော်အဲ့ layer အနက်ရောင်ကျွန်တော်အနက်မှာဈေးရမလို့နော်အနက်ရောင်ထားမယ်ဒီကျွန်တော်ရဲ့ white ပြီကအဖြူအောင်ထားလိုက်မယ်အဲ့ဆိုရင်ရပါပြီအဲ့ဆိုရင်ကျွန်တော်ဒါ white ပြီတစ်ချက်ရပါပြီရပါပြီနော်အဲ့နောက်တစ်ခုဒါ gray အဲ့ဒါကိုပဲကျွန်တော်ပြန်ပြီးတော့လုပ်ဦးမယ်ခုနတိုင်းပဲ1C တော့လုပ်တဲ့အတိုင်းပဲနော်အဲ့ဒါကိုတူပဲနော် background ဖြောက်မယ်ဒီကောင် gray အဲ့တော့ကျွန်တော်ကပေါင်းပြင်ပါဗျာအဲ့တော့ဒီ white တော့ကျွန်တော်ပေါင်းမယ်ဒီကောင်ကြီးကျွန်တော်ရွှေ့လိုက်ဘယ်လိုရွှေ့မလဲဆိုတော့ဒီကောင် right click နေမှာ duplicate layer ဆိုတာရှိတယ်ကျွန်တော်ဘယ်လိုရွှေ့မလဲဆိုတော့ခုန white ဆိုတဲ့နေရာကိုသွားရွှေ့မှာအခုကြည့်မယ်ဆိုရင်ဒီဘက်ရောက်သွားပြီเนาะတွေ့လားအဲ့တော့ဒီကောင်ကျွန်တော်မလူတော့ဘူးဗျာဖျက်လိုက်လို့ရဟိုဘက်ကိုရွှေ့လိုက်ပြီเนาะ color ခွဲတဲ့ဟာအဲ့တော့ဒီ white တော့ကျန်မယ်အဲ့ဒါလည်းတူတူပဲကျွန်တော်ပုံမှန်တိုင်းပဲဟတ်တုံးပြောင်းမယ်အခုဒါကိုနှိပ်ပြီးဆိုဟတ်တုံးချိန်သွားလိမ့်မယ်เนาะဟတ်တုံးချိန်သွားပြီပြီးကျွန်တော် grayscale ပြန်ပြောင်းမယ်select color range ထောက် delete control D ဒီကောင်က white တော့ကျွန်တော် 2.w ပဲရေးလိုက်မယ်เนาะအဲ့ဒါကိုလည်းခုနတူတူပဲကျွန်တော် white ကိုသွားပြီးတော့ white document ကိုသွားပြီးရွှေ့လိုက်မယ်ဒီရောက်သွားလိမ့်မယ်ရောက်သွားပြီเนาะအဲ့လိုပဲဒါဆိုရင်ရောက်သွားအဲ့တော့ဒီကောင်တော့ကျွန်တော် color ဖြည့်ရမယ်လေเนาะခုန white မှာဖြည့်ခဲ့တဲ့အတိုင်းပဲ color ဖြည့်ရမယ် solid color နဲ့ color ဖြည့်မယ်เนาะ gradient เนาะကျွန်တော် gray တစ်ခုရွှေ့လိုက်မယ်เนาะခဲပေါ့နော်ဒီကောင် gray ဒီကောင်လည်း white တော့ဖြူဝဲထားလိုက်နော်အဲ့ဆိုရင်ဒါဆိုရင်3ရောင်နော်ဟိုကြည့်မယ်ဆိုရင်3ရောင်အဲ့တော့ကျွန်တော်ကအခုရှိတာ white ကျွန်တော်ဘယ်လိုမျိုးပြန်ကြည့်မလဲဆိုတော့မူရင်းပုံနဲ့ပြန်ကြည့်လိုက်မယ်နော်အဲ့ဆိုရင်မူရင်းပုံဒီမှာနော်မူရင်းပုံဒါမူရင်းပုံဒီကျွန်တော်ကလာခေါ်ရပုံနော်အဲ့ဒါဆိုရင်အခုကြည့်မယ်ဆိုရင်ဒါ10ပုံအဲ့10ကျွန်တော်အင်းအနက်ထားလိုက်မယ်အနက်ထားပြီးကာလာကိုအဖြူအောင်ထားလိုက်မယ်နော်အဲ့တော့ result ကိုရှင်းကြည့်မယ်ဆိုရင်နော်ဒါမူရင်းပုံဒါ 1C နော်တက်ရောင်နေပဲနော်တက်ရောင်နဲ့ကျွန်တော်စီးရိုက်တာဒီကောင် 3C တော့နော်တော့ပို့ပြီးတော့ရုပ်ကြွတယ်ဗျာပါယိုလီရစားတယ်မနော်တို့
နော်အဲ့လိုမျိုးစပို့ပြီးရုပ်ကြွအလင်းမှောင်သဘောတရားလေးပါရောသူကဒါဆိုတန်းနဲ့ပဲတွေ့မှာနော်မတူဘူးနော်ကျွန်တော်တို့အပြင်မှာစီးရချင်းပို့ပြီးတော့မြင်တာတယ်ဗျအခုဒီကောင်တစ်ခုကိုရှင်းကြည့်မယ်ဆိုရင်တိတာရယ်နော်ဒါဆိုရင် 1C ဗျအနီးကကြည့်မယ်ဆို 1C ဒီကောင် 3C ပုံနော်သူ3ရောင်ပေါင်းမှာတစ်ပုံဖြစ်တယ်နော် white bay gray white dot နော်ကျွန်တော်ဒီ white dot ပုံမှန်ကျ white dot ကိုကျွန်တော်နည်းလေး short ကြည့်မယ်အလင်းမောင်ပါအောင်လို့နော်နည်းလေး short ကြည့်လိုက်သူအဒေါ်တွေကပြောမယ်ဆိုရင်ပါဒီကဆွဲကြည့်မလှဘူးသူကနည်းအဝေးကကြည့်မှလှတယ်ဒါမျိုးလေးကြည့်ပေါ့နော်အဝေးကကြည့်ပူလှလေးပဲကြည့်လိုက်နော်အဲ့လိုပုံစံကြည့်လိုက်အဲ့တော့ဒီကောင်ကိုကျွန်တော်အဝေးကကြည့်လိုက်မတူဘူးနော် reset တွေဒီကောင်ပို့ပြီးမှိုက်တယ်နော်သူကပါယူလေးရေးပါစားပါတယ်ဒီကောင်လုံးဝကြီးတန်းနေပဲနော်အဲ့တော့အခုကျွန်တော်ပြပေးခဲ့တာဒီမူရင်းပုံဟို gradient grayscale ပုံမှာကျွန်တော်ကဒီ 1C တုံးနဲ့ blue color ခွဲရတော့ပြပေးရနောက်တစ်ခုဒီ grayscale 3ရောင်နဲ့ blue color ခွဲရဆိုတော့ပြပေးဒါကတော့ simulated နီးပေါ့ဗျာနော်အဲ့တော့ဟိုအားလုံးနားလည်မယ်လို့မျှော်လင့်ပါနှစ်သက်မှာအားလုံးပျော်ရွှင်ကြပါစေဗျကျေးဇူးပါ